ခင်များတို့စင်ပေါက်ကလေးတွေကိုတွားပြီးတော့မစလိုက်ပါနဲ့ဘာလို့လဲဆိုတော့သူတို့ကိုရိုက်လိုက်တာနဲ့ကြောက်လန့်တကြားနဲ့သူ့မေစီကိုတန်းပြေတော့တာပဲအဲ့ဒီအချိန်ကျရင်စင်မကြီးကသူ့နာမောင်းနဲ့ခနာကိုတုံးပြီးတော့သူ့ကလေးကိုအကာအကွယ်ပေးဖို့ချက်ချင်းရောက်လာတတ်ပါတယ်တကယ်လူသားမိခင်တွေလိုပါပဲမိခင်စင်မကြီးတွေကလည်းသူတို့ရဲ့သားသမီးတွေကိုအသက်ထက်မကချစ်ကြပါတယ်စင်ပေါက်ကလေးအိပ်ပျော်နေတဲ့အချိန်ဆိုရင်လည်းမိခင်ဖြစ်သူကဘေးနားကနေမခွာရန်စိုးရိမ်တကြီးနဲ့စောင့်ရှောက်ပေးလေးရှိပါတယ်ကလေးလေးကိုအင်းဆက်ပိုးမွားတွေမကိုက်အောင်လဲသူ့နာမောင်းလေးနဲ့အသားအရာရက်ခတ်မောင်းထုတ်ပေးတတ်ပါသေးတယ်စင်ပေါက်ကလေးဟာစိတ်ထဲမှာတခုခုအစင်မပြေဖြစ်တာနဲ့သူ့မေစီကိုပဲအပြေးလွှားသွားပြီးခိုလုံတက်ပါတယ်မိခင်ရဲ့ရင်ခွင်ရိပ်အောက်ရောက်သွားပြီဆိုရင်တော့ဒီစင်ပေါက်ကလေးဟာကဘာပေါ်မှာဘာကိုမှမကြောက်တော့ပါဘူးကလေးကအတန်လေးတစ်ချက်ပြုတ်လိုက်တာနဲ့မိခင်ဖြစ်သူကဘာပဲလုပ်လို့အကုန်ပစ်ထားပြီးသူ့ကလေးကိုကာကွယ်ဖို့ချက်ချင်းပြေးလာတာမျိုးပါဒါကြောင့်ဒီကောင်လေးတွေကခင်များကိုလာစနောက်ပြီးတာဖြစ်ဖြစ်ရန်လုပ်ပြီးတာဖြစ်ဖြစ်ချက်ချင်းသူ့အမေနောက်ွယ်ကိုပြေးပုံပစ်လိုက်တာပါပြီးရင်ခင်များကိုရန်ဆက်တဲ့အကြည့်လေးနဲ့ပြန်ကြည့်နေဦးမှာခင်များဘက်ကလည်းဘာမှလုပ်လို့မရတော့ဘူးလေမိခင်ရဲ့အချစ်ကိုအပြည့်ဝရထားတဲ့စင်ပေါက်ကလေးတွေကတော့တကယ်ကိုပျော်စရာကောင်းတဲ့ကလေးငယ်လေးတွေပါပဲဗျာ